ကဲဒီနေ့ပြောပြမှာလည်းဒီကတော့ဆွေးမဟုတ်ဂျို sorry ဂျိုမော်တာဒါဂျိုမော်တာဒါဂျိုမော်တာဒါကဂျိုမော်တာကြည်ရအောင်နော်အဲ့တော့ဒါတွေပဲမှာတက်ပြီးတော့သုံးတာလေဆိုပြပေးမယ်နော်ဟိုအဲ့ပကရင်ကာကြီးအဲ့ကရင်ကာကြီးကနေဖြုတ်ပြည့်မှာတော့ပြမှာဆိုတော့ဒါဘာဖြစ်သွားတာလဲဆိုရင်သူကပစ္စည်းကိုမှားလိုက်တယ်နော်ပစ္စည်းကိုမှားလိုက်တယ်မှားပြီးလို့ရှိရင်ကျွန်တော်တို့ကဒီပစ္စည်းကိုမှားထားပြီးရက်ထားတယ်ကျန်တာမရက်ဘူးနော်အဲ့ကျိုးကပြန်ကျသွားတယ်ပြန်ကျသွားတော့ဘာဖြစ်တာလဲကျွန်တော်တို့ဖြုတ်တယ်စစ်တယ်ပေါ့နော်ပြီးတော့အပြစ်ကဘာတွေ့လဲဆိုရင်ဒါမှချက်ကတော့ဒီနော်ဟာလေဒါမှတစ်ချက်ကဒီကောင်ကသူ့အလုပ်လုပ်ပုံလေးအရင်ပြောမယ်နော်ဒါဂျိုးမော်တာဒီမော်တာကနေပြီးတော့မှနောက်ဒီမော်တာကနေပြီးတော့မှကျွန်တော်တို့ကိုထိုးနဲ့ဒီဂီယာအောင်လှည့်ပြီးတယ်ဒါဒီဟာနော်ပြောမစင်ဒါဒီကိုတက်ဟုတ်လားပစ္စည်းတွေမြင်နေနော်မြင်ရလားမြင်ရအောင်ဟုတ်နော်ငိုက်တော့မယ်ဒီတော့ဒါလေးလေးခုထားလိုက်ရပြီအဲ့တော့ဒီမော်တာနေပြီးတော့ဟာလာဒီဂီယာအောင်လှည့်ပြီးတယ်နော်အေးဂီယာအောင်ကနေတော့အထဲထဲမှာဟာလာသူ fashion အတိုင်းသူလုပ်တယ်ပြီးလို့ရှိရင်သူကဒီကောင်ကိုပြန်ပြီးတော့ဒါ input ပေါ့နော်ဒါ output ပြန်ထွက်လာတယ်output ပြန်ထွက်လာတာဘယ်ဟိုသွားတာလဲဆိုရင်ကျိုးကျွန်တော်ရေးထားတဲ့ရေလုံးကြီးတွေနော်အဲ့ရေလုံးမှာပင်နေရရှိအဲ့ရေလုံးမှာပင်နေဟိုဒီကောင်ကလှည့်ပြီးလိုက်တယ်အဲ့တော့ကျိုးကဟလာဒီကနေပြီး control ကဒီမှာလည်းပိုက်က3ချောင်းရှိတယ်ဒီပိုက်3ချောင်းကနေဟုတ်နော်ပြပြီးမယ်အဲ့ဟုတ်ပြီဒီပိုက်3ချောင်းအကြောင်းလည်းပြောအောင်မယ်ဒီမော်တာလေးအကြောင်းဒီမော်တာလေးကဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တို့ကျိုးတင်နေတယ်ဆိုရင်ဒီပိုက်ကနေပြီးတော့ဟလာ pressure ပေးလိုက်တယ်အဲ့တော့ဒီဟာကြီးကလဲသွားတယ်နောက်တော့နောက်ကကျွန်တော်တို့ကဟောလုပ်လိုက်မယ်နော် control ကျိုးတင်တဲ့ control ရပ်လိုက်မယ်ဆိုလို့ရှိရင်အဲ့တော့ဒီက return byte နောက်ကကျိုးချမယ်ဆိုလို့ရှိရင်ဒီဘက်က byte ကနေပြီးတော့တခါအဲ့ဒါကျိုးချတဲ့ control ကနေပြီးတော့အဲ့ဒီကိုတခါ pressure ပေးတယ်အဲ့တော့ဒီကောင်ဘဲလေညာလေရောဟုတ်လားဥပမာပေါ့နော်ဒီကနေပြီးတော့ဒီ byte ကိုကျွန်တော်တို့က control ဘာနေပြီးတော့ပေးလိုက်မယ်ဆိုရင်ဒီကောင်ကညာဘက်ကိုလဲရင်ကျိုးကဒီကောင်ကြီးကဒီပင်နေရန်လဲမယ်ပင်နေရန်လဲပြီးတော့ကျိုးကိုလှည့်ပေးမယ်ကျိုးပင်နေရန်ကိုလှည့်ပေးမယ်ကျိုးကအဲ့ဒါရစ်လိုက်ကျိုးဆိုတော့ရေလုံးမင်းလို့ရစ်လိုက်တဲ့ခါကျတော့ကျိုးအပေါ်တက်သွားမယ်အဲ့လိုကျွန်တော်တို့ကကျိုးအဲ့ဒီဟာကိုပြန်ချမယ်ဆိုလို့ရှိရင်ဒီဟလာဒီဘက် control ဘာနေပြီးတော့ဒီဘက်ကိုနော်ဒီဘက်ကိုဟိုလုပ်မယ်ဒီဘက်ကနေပြီးတော့စီတွန်းမယ်နော်စီတွန်းမယ်ဟိုစီတွန်းပြီးတော့မှဒီကောင်ကဆန္ဒကျွန်တော်တို့ကညာလဲဆိုလို့ရှိရင်တော့ဘဲလေသွားတော့ဒီကောင်ကလည်းဒီကောင်ဘဲလေဆိုသူလည်းဘဲလေမှာပဲဘဲလေသွားလို့ရှိရင်ဘာဖြစ်သွားလဲဆိုတော့အဲ့ကျိုးကဆန္ဒလို့ပြန်ကျသွားမယ်အဲ့လိုပေါ့သူက2မျိုးပဲလုံးမယ်ဘဲလေရညာလေရဒါသူ့ရဲ့ fashion နော်ဒါ return byte စီပြန်တဲ့ကောင်ဒါကpressure byte နော်အဲ့လိုဒီဒါပိုက်3ချောင်းဒါမော်တာရဲ့အလုံးလုံးပုံဒီမော်တာမှာပြဿနာမရှိဘူးနော်ဒီကျွန်တော်တို့အခုဖြစ်တဲ့ပြဿနာမှာပြန်ကျသွားတယ်ဆိုတဲ့အကြောင်းရင်းဒီနော်ဒီအောင်မှာပြဿနာရှိတယ်နော်ဒီဘက်မှာမဟုတ်ဘူးပေါ့ဗျာနော်ပြီးတော့ဒီမှာဘာရှိတာလဲဆိုတော့ဒီမှာသူ့ရဲ့အတွင်းထဲဖြုတ်ပြီးတော့စစ်လိုက်တယ်အခါကျတော့ဒီမှာတွေ့လာနော်ဟုတ်ပြီတွေ့ရမှာနော်အဲ့တော့ဒါကတော့ပင်နေရန်သွားတွေနော်ပင်နေရန်သွားတွေဆိုတော့ပါဝါဝင်လာတဲ့ကောင်က
ဘယ်လေညာလေဝင်လာမယ်ဒီဘက်ကပင်နေရည်နဲ့ချိတ်ဆက်ပြီးတော့နော်ဟိုဘက်ကနေအောက်ဘက်ချက်ကနေပြီးတော့လဲမယ်နော်အဲ့တော့ဒီဂီယာအောင်ကနေပြီးတော့အဲ့ဒီလုပ်ငန်းဆောင်တာတွေကိုလုပ်ပြီးတယ်ဒါပေမဲ့ဘာပြဿနာရှိတာလဲဆိုဘာဖြစ်လို့အဲ့ဒီလိုမချိတ်တာလဲဆိုတော့ဒီမှာ lock pin ပါတယ်ဒီမှာလော်လေးပါတယ်ဒီလော်လေးနော်ဒါ supply လေးနဲ့မြင်ရလားမသိအဲ့လော်လေးအဲ့လော်လေးရဲ့ကျွန်တော်တို့ဆောင်းတော့ပြန်ပြီးတော့ဆက်လိုက်တဲ့ခါကျတော့အဲ့လော်လေးကဆလောက်ထမ်းထားပေးရမှာဒီပင်နေအောင်သွားချိတ်ပြီးတော့သူကလော်လုပ်ပေးရမှာနော်ဒီပင်နေအောင်သွားပြီးတော့လော်လုပ်ပေးရမှာကွာဆိုမင်းမစင်းပြန်မစင်းနဲ့တက်ပြန်မစင်းနဲ့သူတော့ထောက်ထားပေးတယ်နော်ဒီမှာနော်ထောက်ထားပေးတယ်မြင်ရလားမသိနော်အဲ့တော့ထောက်ထားပေးတယ်ဒါပေမဲ့အခုကဘယ်လိုဖြစ်သွားလဲဆိုတော့သူကလုံးလျာမထောက်ခါဘာကြောင့်မထောက်တာလဲဆိုရင်ပြဿနာဒီမှာလာတွေ့တယ်နော်ဒီမှာကလပ်ပြားလေးပါတယ်ဗျာအဲ့ဒီကလပ်ပြားလေးပါကိုသူတို့ဘာလုပ်ပေးတာလဲဆိုတော့ဒီစမှုဖြစ်အောင်ဒီကလပ်ပြားတွေစွမ်းဆောင်ရည်ကအဲ့လိုပုတ်ပြီးတော့လဲပြီးတော့မှတရားဟောတကယ်တော့ဒီပင်နေချင်းချိတ်ဆက်ပြီးလဲတာလဲမှန်နေနော်လဲတာတော့ပင်နေချင်းချိတ်ဆက်ပြီးလဲတာနော်ဒီကနေပြီးအောက်ပုတ်ချက်လာဒီကောင်ကနေပြီးလှည့်ပြီးတယ်ဒီမှာလဲအကုန်လုံးကဂီယာသွားတွေချိတ်ဆက်ပြီးလဲတာမှန်နေဒါပေမဲ့ဒီကောင်ကဘာလုပ်ပေးရလဲဆိုတော့ smooth ဖြစ်အောင်ထိန်းပေးရနော်ရက်သွားတာတို့ဘာလို့ရက်ဟိုပြောမယ်ဆိုရင်ဒီပင်နေကနေကူပြီးတော့သူကထိန်းပေးရတယ်ကလပ်ပြားတွေနော်သူကပါလာပြီးတော့ဘာဖြစ်လာလဲဆိုတော့ဆန္ဒပြောတယ်ဒီကောင်ကဒီမောင်းလေးကနော်မောင်းလေးနဲ့လွဲသွားပြီးတော့ဒီပင်နေကိုသူမချိတ်တော့ချိတ်ရှင်နဲ့ချိန်ချိတ်တယ်မချိတ်ရှင်လည်းမချိတ်ဘူးပါဝါရော့ပြီးတော့အဲ့မှာဒီဘွားပြန်ကြတယ်ပေါ့ဗျာနော်ကျွန်တော်တို့အဲ့လိုဟိုတို့ရှိရတယ်အပြစ်ကတော့နော်အဲ့တော့ဒီအပြားတွေလဲမယ်နော်ဟုတ်လားအပြားကြီးလဲရမယ်အပြားကြီးလဲမလဲလဲသူကဘာဖြစ်သွားလဲဆိုတော့ဟိုကဘယ်မှာသွားပြီးတော့အဲ့ဒီကပေါ်လဲဆိုတော့ထားလိုက်အောင်ဒီပြကဘယ်မှာတော့ပေါ်လဲဆိုဒီနဲ့ကြီးနော်ဒီမှာသွားပြီးကလပ်ပြားတွေစားသွားတယ်ဆိုဒီကောင်ကြီးကဘာဖြစ်လာလဲဆိုချောင်းသွားပြီးဒီကောင်နဲ့မညှိတော့ဒီကောင်နဲ့မညှိတော့အဲ့ဒါလေးပြောချင်တာနော်တချို့လေကျွန်တော်ပြောတာကိုကျွန်တော်ပြောတဲ့သူလူပြောတာဖြစ်တဲ့အတွက်နားလေးရှင်းလေးမဟုတ်ဗျာတကယ်လို့သာဟိုဟာဖြစ်တယ်ဆိုလို့ရှင်းပြရတယ်နားမလည်ခဲ့ဘူးဆိုရင်လေပေါ့နော်သူတချို့ကသဘောပေါက်ပြီးသားပါမြင်မှုတဲ့သူကတော့ကြော်သွားပြီပါဗျာကျွန်တော်လည်းဒီလောက်အားလုံး share ပေးတဲ့သဘောနောက်တစ်ခုကဒီလိုတွေလည်းဟိုမှတ်တမ်းတင်ထားတဲ့သဘောလေးပါတယ်ဒါကျွန်တော်တို့ခဏဖြုတ်ပြင်းရတဲ့အလုပ်မျိုးတွေလည်းမဟုတ်ဘူးဟောတွေ့ဘူးမြင်ဘူးဆိုတော့တွေ့ဘူးမြင်ဘူးဆိုတော့လည်းမလွယ်ပါဘူးအဲ့တော့ဒါလေးမြင်ဘူးသွားတယ်တွေ့ဘူးသွားတယ်ဆိုလို့ရှိရင်တခြားလူတွေတော့ကတော့ဘာဖြစ်ဖြစ်နော်ဟိုအဲ့မြင်ဘူးယုံနေတဲ့တချို့စမ်းရှိရဲ့လက်ရှိတဲ့တကယ်တော်တဲ့တက်တဲ့လူတွေဆိုတော့ဒီလောက်ဆိုသဘောပေါက်သွားပြီနော်အဲ့ဒါကျွန်တော်တို့ဆိုပဲအခု YouTube မှာတက်ပြီးတော့သွားကြည့်ရတာပါပဲဟောသူလည်းတက်တဲ့အလေးကဝေမျှတယ်ကျွန်တော်လည်းကျွန်တော်တက်တဲ့အချင်းဝေမျှတာဖြစ်ပါတယ်နော်โอเคပါကျေးဇူးပါကဲပြန်လုံးလို့ပြီးပြီပြီးတော့ကျွန်တော်တို့ဆန္ဒမူရင်းဖြစ်တဲ့ပြဿနာအဲ့ဒါဟောဒီမှာကြည့်အဲ့ဟောတော့ဒီကောင်လေးချိတ်နေရမှာနော်ဒီကြည့်ပြအဲ့လိုချိတ်နေမှသူကကိုထားခြင်းနေတယ်လော့ဖြစ်ပြီးရက်တော့ဆောရမချိတ်ဘူးမချိတ်တော့ဗာပြီတော့သူကပြန်ကြဖြည်းဖြည်းလေးကြတာပါလူမျိုးတော့ပုံတိုင်ကွမ်းနေတော့ကြောက်ပါဆိုတော့ကလပ်ပြားတွေပါအကုန်လုံးချိန်ပြီးတော့ပြန်ထိလိုက်တယ်နော်အဲ့တော့ဒါလေးကနည်းနည်းဆောင်းလိုက်မှဖြစ်ဆိုဒီမှာကြည့်ရဟုတ်ပြီလို့ပြောပါလေပြီးလို့ရှိရင်
ပြန်ရနော်လေပဲဒီပြန်ကြပါတော့ခင်းနော်တော့ခြေလိုက်သူကခြေလိုက်လွတ်လိုက်တာနဲ့တက်ဆိုတော့အဲ့တော့ကဲရှိကဲအဲ့ဒါလေးလာပြတာပါ Test. Dari agak jauh modal, winch modal. Để sau giờ mình nó rồi nó cũng lốp mía rồi. Ok. Đó. Nhưng mà đây mà nó mất cái mà đây mà mất cái là ông mà sao này được không? Được rồi nó